ကဲညီမတို့တော်တော်များများတောင်းဆိုကြပါဘောနော်ဖုန်းဝင်ရင်နိုင်လက်ဆောင်လေးထည့်ပေးပါလို့ပေါ့နော်အခုအစီအစဉ်လာပါပြီဖုန်းတစ်လုံးဝယ်ယူတာနဲ့နိုင်လက်ဆောင်ရပါမယ်ဖုန်းမဝယ်ဘူးဒါပေမဲ့ဖုန်းအဟောင်း3လုံးရှိရနဲ့နိုင်တစ်လုံးလဲလို့ရပါတယ်ပေါ့နော်ဒါပေမဲ့ညီမအကောင့်ကိုလိုက်ရင် follow လုပ်ထားဖို့မမေ့ပါနဲ့ရှင်ကဲအခုဘယ်လိုမျိုးနိုင်ပေးမှလဲဆိုညီမပြပြရပေါ့နော်ဒီမှာအနောက်မှာရှားနိုင်ပါရှေ့ပြပြပေါ့နော်ကဲဒီမှာပါဒီမျိုးຢာပိုင်းနိုင်ပေါ့နော်ဒီမျိုးပညာ3လုံးရပြီပေါ့နော်ဒီမျိုးအရောင်ကတော့အခဲရောင်ရဲ့အနက်ရောင်ရဲ့ရှိထားပါလိမ့်ရှင်ကဲဒီမျိုးဒီဇိုင်းပေါ့နော်ညီမပြပေးမယ်ဒီမှာဒီလိုမျိုးဒီဇိုင်းသူကဒီမျိုး4000နဲ့ရှိထားတယ်ဒီမျိုးအဝိုင်းနဲ့ရှိထားပါပေါ့နော်ယောက်ျား3မိန်းကလေး3ယောက်ျားလေးလည်းဒီမျိုး4000သုံးလို့ရပါတယ်ပေါ့နော်အဲ့လိုမျိုးဒီဇိုင်းရှိထားပါမယ်ဖုန်းဝယ်ရင်တစ်လုံးရမယ်ဖုန်းဟောင်း3လုံးရှိရင်တစ်လုံးလဲလို့ရပါတယ်တို့ဆိုင်ရတော့ဒီရွှေလီမှာတလားရှိရဖုန်းဆိုင်ဟုတ်ပါလိမ့်ရှင်ကဲလာရောက်ပြီးတော့လဲလို့ရပါတယ်ဝယ်ယူအားပြီးလို့ရပါတယ်ရှင်နိုင်တော့အများကြီးမရှိထားဘူးနော်နည်းနည်းလေးပါပဲရှိထားပါရှင်အဲကြောင့်မလို့လဲရောက်ပြီးတော့ဝယ်ယူအားပြီးလို့ရပါတယ်ဆိုင်ရတော့ဒီရွှေလီမှာတလားရှိရဖုန်းဆိုင်ပေါ့နော်လဲပြီးတော့မယ်ပြပါဖုန်းနံပါတ်လည်းရေးထားပေးရပေါ့နော်ဆိုင်ပြီးဘူးဆိုလို့ရှိရင်တခါလဲဖုန်းဆက်ခဲ့ပါလို့တခြားပြောတယ်ဆိုလို့ရှိရင်လည်းပို့ပေးပါလေရှင်